အဲမျက်နှာလဲလဲတာကိုလူတိုင်းမစိမ့်ကြတော့ပါဘူးအထူးသဖြင့်အပျော်တမ်းလှုပ်ထားတဲ့နာမည်ကြီးပေါင်းစပ်မှုတွေပေါ့ဒါပေမဲ့ဒါလူလဲတာကိုရောကြားဘူးလားစတူဒီယိုကိုမရောက်ခင်ကဟောလိဝုဒ်နာမည်ကြီးမင်းသမီးဘရန်ဒီတောင်မကြားဘူးသူမကသူ့ဘာသာသူကန့်လန့်ခဲ့တာပါHold on Reverie ဆိုတဲ့40ပြည့်လွန်နှစ်တွေကကနဝင်အဖြူအမဲရုပ်ရှင်ကိုပြန်လည်ရိုက်ကူးတာယောက်ျားအသွင်ဆောင်ပြီးဇက်လိုက်ပေါ်မှာဆရာဝန်အဖြစ်တရုပ်ဆောင်ခဲ့ပါတယ်ဒါပေမဲ့ရိုက်ကွင်းကိုရောက်လာတော့မှဘရန်ဒီသိလိုက်ရတာကတော့ဒီမှာကင်မရာလည်းမရှိဘူးစက်ရံတွေလည်းမရှိဘူးမီးတွေလည်းမရှိဘူးအစစ်မြင့်ကွန်ပျူတာလေးတွေပဲရှိတယ်ပရောဂျက်တာဝန်ခံကင်မီကရှင်းပြတာကတော့သူတို့မှာ Red Dream လို့ခေါ်တဲ့စနစ်တစ်ခုရှိတယ်ရုပ်ရှင်နဲ့ပတ်သက်တဲ့အချက်လက်တွေကိုစုဆောင်းပါတယ်ဇညွန်းတရုပ်ဆောင်ရွေးချယ်တာရိုက်ကူးထားတာတွေအကုန်လုံးပါပဲသူ့ဘာသာသူလက်ပတ်နိုင်တဲ့စိတ်ကူးရင်နေရာတစ်ခုကိုဖန်တီးမယ်ပြီးရင်မင်းကိုဒီနေရာထဲထည့်ပေးမယ်ရုပ်ရှင်ထုတ်လုပ်မှုကိုပြီးအောင်လုပ်ဖို့ဘရန်ဒီကြောင်တောင်ဖြစ်နေတယ်ကင်မီကသူမကိုအိမ်မွေးချကရိယာတက်ပေးလိုက်တယ်ဒါကအုံနောက်အာယုံကျော် sinus တွေနဲ့ချိတ်ဆက်တဲ့ပုံရိပ်ရောင် interface တစ်ခုပဲထားပါတော့ကွာမင်းအဲ့ဒီလောက်ခေါင်းရှုပ်ခံစရာမလိုဘူးဇညွန်းအတိုင်းပဲဒိုင်ယာလော့တွေကိုပြောလိုက်ပါဇလန်းသွားလာကနေတွေ့ပြသွားရင်ထုတ်ပြမယ်ဘရန်ဒီကဘာဖြစ်မှန်းမသိသေးဘူးအီမီကစနစ်ကိုစတင်လိုက်တယ်ဘရန်ဒီလုံးဝမောင်မိုက်တဲ့နေရာတစ်ခုထဲရောက်သွားတယ်မျက်စိရှိကမြင်ကွင်းတွေပြောင်းလဲလာတယ်ဟိုတယ်အခန်းရုတ်တရက်ထိုးထွက်လာတယ်ဒါကတော့ဟိုတယ်ရီဗရီရဲ့ပထမဆုံးစက်ဝင်ခန်းမြင်ကွင်းပါပဲပြီးတော့ရေတွက်လို့မရတဲ့ဇက်ရံတွေလည်းလေထဲကနေပေါ်လာပြန်တယ်လူတွေမလုံးမရှက်ပဲဘရန်ဒီတယောက်တည်းပဲလွတ်လပ်စွာလှုပ်ရှားနိုင်တယ်ဘရန်ဒီမြင်ကွင်းကိုကြောင်သွားတယ်သူမလုံးဝအစ်စ်မှန်လို့ခံစားရတယ်တတိရှိတယ်ထိတွေ့မှုတွေခံစားရတယ်အနံ့လဲရတယ်တကယ်အတိုင်းပါပဲဒါပေမဲ့ तू မရှိနေတဲ့နေရာကတော့အဖြူမဲပဲ तू ကိုယ်တိုင်တော့အဖြူမဲဖြစ်နေတာပဲခဏလောက်အသားကျလာတော့ဘရန်ဒီသဘောပေါက်သွားတယ် तू ခုရောက်နေတာကဒီ40ပြည့်လွန်နှစ်များကရုပ်ရှင်ဟောင်းထဲမှာတမျိုးတော့ရုပ်ရှင်တွေကိုစိတ်ကရောက်သွားတယ်လို့မျိုးပဲကင်မီရဲ့အတန်ကသူ့အုံနောက်ထဲဘဲချိန်မစိုးဝင်နိုင်တယ်သူကဘရန်ဒီကိုပြောတယ်မင်းမျက်စိရှိကဒီလူတွေစတင်ပြီးတာနဲ့သူတို့တွေလှုပ်ရှားလာကြလိမ့်မယ်ပြီးတော့သူတို့အတွက်ကတော့ဒါတွေအားလုံးအမှန်တကယ်ပဲသူတို့ကခမားကိုအပူပိုင်းစိတ်ပညာဒေါက်တာပါမာလို့ထင်ကြလိမ့်မယ်သူတို့ခမားကိုတကယ်မြင်ရကြရလိမ့်မယ်မင်းကိုပါမာဖြစ်အလုံးစုံယုံကြည်လက်ခံကြလိမ့်မယ်ဇလန်းထဲကအဲ့ဒီဇက်ကောင်ဆိုတာပေါ့ဘရန်ဒီကသူတို့အတွက်တော့နည်းနည်းတော့လက်ခံရခက်နေတယ်သူတို့အတွက်ကတော့ဒေါက်တာပုံမာက1940ခုနှစ်ကလူမဲအမျိုးသမီးတစ်ယောက်ဖြစ်နေပါလားကီမီကသူ့ကိုကိစ္စမရှိဘူးလို့ပြောတယ်သူတို့ကအိမ်နဲ့ဖန်တီးထားတဲ့ပုံစံတွေမို့လို့သူတို့ကဇလန်းရဲ့ကန့်သက်ချက်တွေနဲ့ဇက်ကောင်နာမည်တွေကိုပဲသိတယ်ဒီအပြင်တခြားဘာအတွေးမှမရှိတော့ဘူးဘရန်ဒီကစိတ်လှုပ်ရှားစွာနဲ့အယမ်းမိုက်လိုက်တာရုပ်ရှင်ထဲဝင်လို့ရတာတောင်ကိုရုပ်ရှင်ထဲကဇက်ကောင်တွေနဲ့အတူတရုပ်ဆောင်ရတာရုပ်ရှင်ကဘာထိမ့်မနိုင်သိမ့်မရဖြစ်မသွားစေဖို့ဒီစနစ်မှာဇလန်လန်းကြောင်းတွေပါဝင်ပါတယ်တုတ်ပြန်မှုကြီးကြပ်မှုခံမှန်းမှုအပါအဝင်စောင့်ကြည့်စနစ်များစွာအားလုံးအစဉ်သင့်ဖြစ်ပြီးအဖွင့်သချင်းစတင်ပြီးဟိုတယ်ထဲကဇက်ရံတွေလှုပ်ရှားလာကြပြီးမင်းသမီးကလာရပေါ်လာပါပြီဟိုတယ်ထဲကိုဝင်သွားကပတ်ပတ်လဲကြည့်လိုက်တယ်လူတွေပြည့်နေပြီသူ့အဖွားကြီးတယောက်ဘေးမှာထိုင်ချင်တယ်ဒါပေမဲ့အဖွားအိုကသူ့မကိုညှင်းလိုက်တယ်ခက်မောက်မောက်နဲ့ပြောလိုက်တာကဒါကသူ့ခွေးလေးရဲ့နေရတဲ့ဒေါက်တာပယ်မာဘရန်ဒီဆိုသူကလာယာကိုသူ့ဘေးမှာထိုင်ဖို့ကမ်းလှမ်းလိုက်တယ်နှစ်ယောက်သားစကားစပြောကြတယ်ကလာရာအဖေကကုမ္ပဏီကြီးတစ်ခုလုပ်ကင်နေတာသူမကကုမ္ပဏီရဲ့တူးလေးတော့အမွေးဆက်ခံသူပါသူမရဲ့ခင်မွန်းကတော့သူမအဖေရဲ့ကုမ္ပဏီမှာအရေးကြီးတဲ့ယာထူးယူထားတယ်ဒါပေမဲ့သူကလက်ရှိကိုမကျေနပ်ပဲကလာယာကိုရှင်းပစ်ချင်နေတာသူ့အဖေရဲ့ကုမ္ပဏီနဲ့ပိုင်ဆိုင်မှုတွေကိုအပိုင်စီးဖို့ကလော့ကကောင်းကောင်းဟန်ဆောင်ထားတော့ကလာယာကလုံးဝမသိဘူးသူမအနက်ရောင်နှင်းစီကိုမှားလိုက်တယ်ပထမဆုံးကြိုတင်ကြံစီလူတက်မှုစတင်လိုက်ပြီးကလော့ကဘားသမားကိုကြိုတင်လက်သိပ်ထိုးခဲ့တယ်အရက်ထဲအစိတ်ပြင်းပြင်းထည့်လိုက်တယ်အခုကလာယာနဲ့ဘရန်ဒီတို့စကားဝိုင်းကဆန်ရအကြောင်းရောက်သွားတယ်ဇလန်းအရဘရန်ဒီတရုပ်ဆောင်ထားတဲ့ပါမာဆရာဝန်ဖလော်ရာကိုလာရောင်တီးပြမယ်ဘရန်ဒီဆန်ရဘေးမှာထိုင်နေတယ်ကင်မီကသူမစိတ်ချလက်ချရှိနေတာမြင်တော့အကူအညီမတောင်းတော့ဘူးနောက်ခံတေးဂီတကိုမပြောင်းတော့ဘူးဒါပေမဲ့ဘရန်ဒီဆန်ရတီးတာကအတော်လေးညံ့နေဗျဆန်ရတန်ဆာထွက်လာတော့ဧည့်သည်တွေအားလုံးမျက်မှောင်ကျုပ်ကုန်ကြတယ်
ဘရန်ဒီကတော့အရန်ပျော်နေခဲ့တယ်ဒါပေမဲ့ဇလန်းကွက်လက်တွေပေါ်လာတယ်ဇလန်းစီးမြုံမှုကျဆင်းလာတယ်မူရင်းဇလန်းမှာတာယာနာပြောပွဲကောင်းတဲ့ဂီတကလာယာစိတ်လှုပ်ရှားလွန်းလို့လေချောင်းစုနှင်သွားတယ်သူမထွက်သွားတဲ့ပမာကနောက်ကနေကတ်လိုက်သွားတယ်ပြီးတော့သူတို့စကားပြောကြတယ်ဒါပေမဲ့ဘရန်ဒီတီးတာညံ့လို့ Black Rose စပွဲပေါ်မတင်ခင်ကဖြစ်ရမှာထွက်သွားရမယ့်ကလာယာကအဲ့ဒီမှာထိုင်နေလုံးမယ်အဲ့ဒီခွက်ထဲကအရီကိုတောက်ခဲ့ရင်တည်သွားမယ်ဇလန်းလဲလုံးဝပြိုကွဲသွားမယ်ဒီလိုမဖြစ်အောင်ကင်မီကဘရန်ဒီကိုကလာယာစီပြန်သွားခိုင်းရတော့မယ်မကြခင်မှာပဲအစိတ်ရှိတဲ့နှင်းစီနက်ကိုစပွဲပေါ်ချပေးလိုက်တယ်ဘရန်ဒီကကလာယာအာယုံဆိုင်မိအောင်អော်လိုက်ပြီးတော့အခွင့်အရေးယူပြီးဝိုင်ကိုပန်းအိုးအောက်ခံခွက်ထဲလောင်းထည့်လိုက်တယ်အနေရကင်းသွားပြီးဒါပေမဲ့ကလာယာကဘရန်ဒီပေါ်ထားတဲ့သဘောကျစိတ်ကတော့ချက်ချင်းကျဆင်းသွားပြီးသူမှလည်းစိတ်မရှိတော့ပဲထွက်သွားတော့တာပဲဘရန်ဒီကအပြေးလွှားလိုက်သွားတယ်ဒေါ်ရတီကလာယာကိုတရုတ်ဆောင်တဲ့မင်းသမီးဒီနာမည်ကြားတော့ကလာယာချက်ချင်းကြောင်သွားတယ်သူမဒီနာမည်ရင်းနှီးနေလို့ပြီးတော့တစုံတရာစမ်းကြဲတဲ့ရှိတယ်လို့မရှိတယ်လို့ခံစားမှုမျိုးဒါပေမဲ့ဒါတွေအားလုံးကအမှောင်ကက်လန့်ကကြီးနဲ့ဖုံးလွှမ်းနေတယ်လို့ပဲ Why did you call me Dorothy? Oh, dear. You remind me of someone. Someone named Dorothy. Yeah. Why do I remind you of her? ကလာယာရဲ့ဒီမေးခွန်းနဲ့ရင်ဆိုင်ရတော့ဘရန်ဒီချက်ချင်းထွင်ပြောရတော့တာပေါ့လူအများအမြင်မှာသူကအရာရာပြည့်စုံနေတယ်ဒါပေမဲ့သူ့ရင်ထဲမှာတော့စိတ်တက်ကြနေတယ် I don't know. But I think so. ကလာယာကဒေါ်ရတီဆိုတဲ့သူလို့ထင်တယ်ကိုနဲ့တော်တော်လေးတူတယ်လို့ခံစားရတာတမျိုးကြီးပဲအဲ့ဒီလိုနဲ့ဘရန်ဒီကိုလည်းယဉ်နီးလာတယ်ကလာယာကသူ့ကိုအလိုလိုရင်ဖွင့်ကျင်လာတယ်သူမကလုပ်ငန်းစုကြီးရဲ့တတ်မှတ်ထားတဲ့အမွေဆက်ခံသူဖြစ်ပေမဲ့ပုံမှန်ဆိုရင်ကြီးကောင်းပြီးအထင်ကြီးစရာကောင်းတွေကလူမရေမတွက်နိုင်အောင်အားကျနေကြရတာဒါပေမဲ့သူ့စိတ်ထဲမှာတော့ဝမ်းနဲ့ကြေကွဲနေခဲ့ရတာသူ့ရဲ့ခင်မွန်းကလော့ကြောင့်သူမရဲ့ခံစားချက်တွေကိုဂရုမစိုက်တာကြပြီသူကစီးပွားရေးကိုပဲစိတ်ရောက်နေတာသူ့အဖေကတောင်ပြောတာကလော့ကသူမကိုလက်ထပ်တာမဟုတ်ဘူးကုမ္ပဏီကိုပဲလက်ထပ်ထားတာ If that's true, then Cloud's crazy. Sweet. နောက်ခံကပြနေတာကတော့ကလာယာရဲ့အချစ်စိတ်တွေမြင့်တက်လာနေတယ်သူမကဆက်ပြောပြတယ်မင်းပြောတဲ့ဒေါ်ရောတီကလေကျမနဲ့အခြေအနေတူတူပဲပြောရတာတော့ယူကြောင်ကြောင်နိုင်တယ်ဒါပေမဲ့ကျမရင်ထဲနက်နက်ရှိုင်းရှိုင်းမှာတော့တခါတလေကြာရင်ဝမ်းနဲ့ပူဆွေးတဲ့ခံစားချက်ကဖုံးလွှမ်းလာတတ်တယ်ကျွန်တော်လည်းတိုင်းတာလို့မရတဲ့ဝမ်းနဲ့မှုတစ်ခုခုကများအချိန်နဲ့နေရာကိုကြော်လွန်ပြီးလှုပ်ဝက်စွာချိတ်ဆက်နေတာနောက်ဘဝမှာကျွန်တော်ဟာကြေကွဲဖွယ်ရာဇက်ကောင်ဖြစ်မယ်လေဒီမြင်ကွင်းမြင်တော့ထုတ်လုပ်သူအန်အောမင်တက်သွားတယ်ရုပ်ရှင်တွေကလူတွေမှာကိုယ်ပိုင်သိစိတ်မရှိဘူးဆိုဒါဘာဖြစ်တာလဲကင်မီကအပြင်းထန်ညင်းတယ်ဉာဏ်ရည်တုမှာကိုယ်ပိုင်သိစိတ်ဆိုတာဘလို့မှမရှိနိုင်ဘူးဒါပေမဲ့နောက်ွယ်ကစောင့်ကြည့်နေတဲ့နည်းပညာရှင်တွေကမူမမှန်တဲ့အပြန်အလှန်တုံ့ပြန်မှုတွေတွေ့လိုက်ရတယ်ဒါကဆိုလိုတာကလာယာတကယ်ကိုကိုယ်ပိုင်စိတ်ရှိလာပြီသူကရှင်းပြတယ်ကျွန်တော်တို့ဖန်တီးထားတဲ့ဉာဏ်ရည်တုကလာယာတရုတ်ဆောင်ဒေါ်ရတီရဲ့မူရင်းတရုတ်ဆောင်မှုကိုအခြေခံထားတာပါဒေါ်ရတီကတော့သူ့ဘဝအတွေ့အကြုံတွေကိုအခြေခံခဲ့တာပါအတက်နိုင်ဆုံးနှစ်ဝင်အောင်ကလာယာကာရိုက်တာတွေကိုဒါဆိုရင်ဒေါ်ရတီရဲ့ကိုယ်ပိုင်ဒေတာပရိုဂရမ်ကသတ်မှတ်ထားတဲ့ကလာယာရဲ့ဒေတာနဲ့အပြန်အလှန်ပဲတင်တန်လေးတွေရှိနိုင်တယ်သူမနာမည်ကြားတဲ့အခါဒေတာထပ်ဆင့်ဖော်ပြချက်ကလေးရဆိုတဲ့စက်ကောင်တရုတ်ဆောင်ဒေါ်ရတီရဲ့ကိုယ်ပိုင်နှစ်သာရနဲ့ဆက်ဆက်သွားတာပဲတနည်းအားဖြင့်ပြောရရင်ကလာယာကန့်သက်ချက်တွေကိုကျော်လွန်သွားတာပေါ့တရုတ်ဆောင်ဒေါ်ရတီရဲ့အပြန်အလှန်ဒေတာတွေကိုယူငင်ခဲ့တယ်သူမမှာကိုယ်ပိုင်အသိစိတ်တွေဖြစ်ပေါ်လာအောင်လှုံ့ဆော်ပေးခဲ့တယ်ဇက်ကားထဲမှာသူကအတိုင်းတာတစ်ခုဖြစ်ပေါ်လာခဲ့တယ်ဒါကစနစ်ချွတ်ယွင်းချက်တစ်ခုပဲအခုတော့ပြင်လို့မရဘူးဇလန်းကိုဆက်သွားရုံပဲကလာယာကပြောတယ်ငါ့ကိုကြည့်ပါဦးအခုထိကိုဘွားအကြောင်းညှဉ်းညူနေတော့မယ်မင်းငါကောင်းစားနေတာကိုမသိတတ်ဘူးလို့ထင်ပါပဲဘရန်ဒီဆွပြောလိုက်တယ်မဟုတ်ပါဘူးကျွန်တော်လည်းဒီလိုပဲဖြတ်တန်းခဲ့ဘူးပါတယ်ဘဝကဒီလိုပဲဆိုးရွားတာပဲကင်မီကသူမကိုချက်ချင်းလန့်တတိပေးလိုက်တယ်ရုပ်ရှင်ထဲမှာဆဲစကားတွေဘလို့လုပ်ပြောရတာလဲဒါပေမဲ့ထင်မထားတာကတော့ကင်မီရဲ့ဒီစကားကိုကလာယာကလုံးဝသဘောတူတယ်
သူမကထူးခြားပြီးတက်ကြွတဲ့သူတယောက်လို့လည်းမြင်ခဲ့တယ်။သူမလိုလူမျိုးကိုတခါမှမမြင်ဘူး။စနစ်မှာပြသနေတာကတော့ကလာယာကဘရန်ဒီပေါ်ထားတဲ့သဘောကျမှုထပ်တိုးလာတယ်။ဇလန်းအခြေအနေကောင်းမွန်နေပြီးထိမ့်မနိုင်ဖြစ်မဲ့ပြဿနာတွေလည်းရောကျသွားပြီ။ဇက်ကားကလမ်းကြောင်းမှန်ပေါ်ပြန်ရောက်သွားပြီ။နောက်တစ်ခန်းကကလော့နဲ့ကလာယာတို့ရဲ့အလှည့်ပဲ။ဘရန်ဒီခဏနားလို့ရပြီ။သူမကကင်မီကိုတေချာလားလို့မေးလိုက်တယ်။ကလာယာကတကယ်ပဲကွန်ပျူတာဖန်တီးထားတဲ့လူလား။သူမကျွန်တော်ကိုထိလိုက်တာအထီးတွေ့ကတကယ်ကိုလက်တွေ့ဆန်လွန်းတယ်။သူမကအတုဆိုတာလုံးဝကိုမယုံနိုင်ဘူး။အဲ့ဒီအချိန်မှာပဲရုပ်ရှင်ထဲမှာမထင်မှတ်တာတစ်ခုထပ်ဖြစ်လာပြန်ရော။အဲ့ဒီအဖွားကြီးရဲ့အိမ်မွေးခွေဘန်းထဲကအစိတ်ဝိုင်ကိုတောက်ပြီးနေရာမှာတင်တည်သွားတယ်။ကြီးမားတဲ့ဇလန်းအပေါက်ပြဲတစ်ခုဖြစ်ပေါ်လာနေပြီ။မပြင်ဆင်ရင်ဇလန်းကထိမ့်မနိုင်သိမ့်မရဖြစ်သွားလိမ့်မယ်။အခုပြကွက်ကိုဖျက်ရတော့မယ်။ဘရန်ဒီကိုထွက်ခိုင်းလိုက်။ဒါပေမဲ့ဆိုးတာကတော့ကလာယာဇက်ကောင်ရဲ့ကိုယ်ပိုင်အသိစိတ်ကျေပြန့်လာတာ။ data စတက် overflow ဖြစ်သွားခဲ့တယ်။ program ထွက်တာမှာပါချိုးယွင်းသွားခဲ့တယ်။ဆိုလိုတာကတော့ဒီရုပ်ရှင်တစ်ခုလုံးမပြီးသေးခင်မှာဘရန်ဒီထွက်လို့မရဘူး။ပိုဆိုးတာကအခုဘရန်ဒီရဲ့တတိကစနစ်ထဲမှာပိတ်မိနေပြီး simulation ကိုအတင်းအကျပ်ရက်လိုက်မယ်ဆိုရင်ပြစ်မှတ်ပုဂ္ဂိုလ်မှာ sinus တွေပြင်းပြင်းထန်ထန်ချိုးယွင်းသွားမယ်။ဘရန်ဒီရဲ့တတိကိုဖျက်ပစ်လိုက်မယ်။သူကို18ချက်ချင်းတေဆုံးနိုင်ပါတယ်။အခုချိန်မှာတခုတည်းသောနီလန်ကဇလန်းကိုပြန်လဲစီစဉ်ဖို့ပဲ။ကြံတဲ့မိနစ်ကို10ကိုအသုံးချပြီးဇလန်းကွက်လက်တွေပြင်မယ်။ဘရန်ဒီရုပ်ရှင်ပြီးတဲ့အထိတောင့်ခံရမှာ။အဲ့ဒါမှပဲဘေကင်းကင်းနဲ့လွတ်မြောက်နိုင်မယ်။ကင်မီကဒီအခြေအနေကိုဘရန်ဒီကိုအမှန်တိုင်းပြောပြလိုက်တယ်။ဘရန်ဒီနည်းနည်းစိတ်လှုပ်ရှားနေတယ်။ဒါပေမဲ့သူမဆက်ပြီးတရုပ်ဆောင်ရတော့မယ်။နောက်ထပ်ဇလန်းကတော့ဘရန်ဒီကကလာယာနဲ့အတူလဲပတ်ရင်းပျော်ပါကြတာဒီလိုနဲ့သူတို့နှစ်ယောက်ပို့ပြီးရင်းနှီးလာကြတယ်ဒါကဒုတိယနေ့ဇလန်းဖြစ်လို့လေအဲ့ဒါကြောင့်ဘရန်ဒီကြုံတွေ့ရလိမ့်မယ်ရုပ်ရှင်တီးဖြတ်ထားတာကြောင့်အချိန်ကုန်ကျော်သွားတာသူမဘာမှမသိလိုက်ရသေးဘူးနောက်တစ်နေ့ကိုချက်ချင်းရောက်သွားတယ်ဟိုတယ်အခန်းမထဲပေါ်လာတယ်အချိန်ခီးသွားတယ်လို့ပါပဲကလာယာပေါ်လာပြီးဘရန်ဒီကမတော်တဆတွေ့အောင်ဆောင်တယ်မူရင်းဇလန်းနဲ့မတူတာကတော့ကလာယာကဘရန်ဒီကိုအလဲပတ်လိုက်ဖို့အရင်ဆုံးဖိတ်လိုက်တယ်။ဒါကတော့သူမမှာကိုယ်ပိုင်လှုပ်ဆောင်နိုင်စွမ်းနည်းနည်းတော့ရှိလာပြီ။ဒီနောက်ပိုင်းကတော့ Monarch Flashback ပြကွက်တစ်ခုပါ။ဘရန်ဒီကစက်တိုက်ချက်ချင်းရွှေ့ပြောင်းပြီးပုံရိပ်တွေထပ်နေတယ်။မြင်ကွင်းအမျိုးမျိုးမှာပေါ်လာတယ်။ဒီခံစားချက်ကတကယ်ကိုအမခံပဲ။စူပါပါဝါရလိုက်တယ်လို့ပါပဲ။လဲပတ်ပြီးတော့ဘရန်ဒီကကလာယာကိုအိမ်လိုက်ပို့တယ်။လေကားတက်နေတော့ကလာယာခြေချင်းဝတ်ခောက်သွားတယ်။ဘရန်ဒီကသူ့ကိုအခန်းထဲတွဲခေါ်သွားတယ်။နောက်တစ်ခန်းကတော့ဘရန်ဒီကကလာယာရဲ့ခြေထောက်တံရကိုကြည့်ပေးတာပါ။ဒါကမြူဆွဲတဲ့အခန်းပါလေတူးကလည်းချိရိတ်တန်းနေတယ်။ကလာယာကစကတ်ကိုဆွဲချလိုက်တယ်။ဖြူပွေးသွယ်လျသောခြေသလုံးများပေါ်လာသည်။ဘရန်ဒီရဲ့ရင်ဘတ်ပေါ်တင်လိုက်တယ်။ဒီဟန်ပန်ကအရန်ကိုညှို့အားပြင်းတယ်။မူရင်းထက်တောင်ပိုပြီးညှို့အားပြင်းတယ်။ဒီအချိန်မှာပဲအပြင်ကနေတကားလာခောက်တယ်။ကလော့ရဲ့ဒုတိယမြောက်လူတက်မှုကြီးစတော့မယ်။အစိတ်ပြင်းတဲ့ကင်းမီကောင်တစ်ကောင်ကိုလွှတ်လိုက်ပြီးဇလန်းအတိုင်းဗရန်ဒီကအစိတ်ပြင်းတဲ့ကင်းမီကောက်ကိုဖန်ခွက်နဲ့အုပ်တော့မယ်။သူ့ရဲ့ကောင်းဆန်ဆန်ကတင်ခဲ့တာ။ကလာယာရဲ့နှလုံးသားကိုတိမ့်ပိုက်လိုက်တယ်။သူမကအရင်နမ်းလိုက်တော့အချစ်ရဲ့အထုပ်ထိပ်ကိုရောက်ရှိသွားခဲ့တယ်။ဤပညာရှင်လေးတယောက်ဒီဇက်ဝင်ကန်းကိုကြည့်ပြီးအရန်ကိုစိတ်လှုပ်ရှားသွားတာပေါ့။စိတ်လုံးပြီးလက်လှုပ်လိုက်မိတာနဲ့စပွဲပေါ်ကကော်ဖီတွေမှောက်ကြကုန်ရောကွန်ပျူတာဟန်းသွားပြီးစနစ်ပါချက်ချင်းပျက်စီးသွားတယ်ရုပ်ရှင်ထဲကကဘာကြီးကရက်တန့်သွားတယ်လို့ပါပဲဘရန်ဒီချက်ချင်းတစ်ခုခုကိုသဘောပေါက်သွားတယ်ပတ်ဝန်းကျင်ကအရန်တိတ်ဆိတ်နေတာကိုတိတ်ဆိတ်လွန်းလို့သူမရဲ့အသက်ရှူတန်းကိုတောင်ကြားနေရတယ်သူတကားဖွင့်လိုက်တော့သူမနဲ့ကလာယာကလွဲလို့လူတိုင်းအေးခဲသွားတယ်လို့မျိုးမလုံမရှက်ဘရန်ဒီမှာမကောင်းတဲ့နမိတ်တစ်ခုပေါ်လာ